သွားပြီကွာဆယ်လင်းထိပ်ပြီးစိုးအောင်တခြားမနိုင်မှာပြောလုံးမကဲကျွန်တော်လက်တွေကဘုံမင်းနဲ့ပင်ပေါ်မှာလက်ကျက်ဝင်မလို့တော့ပါဆိုတဲ့စာသားကျွန်တော်ကိုလှောင်ပြောင်းနေသလိုပဲဒီလလာတာရောအလုပ်စီရယူရတဲ့ပတ်စံတွေရောအကုန်လုံးကုန်သွားပြီဘောင်းထဲမှာဘလုံးမှမသိပဲလူကယူချင်းသလိုဖြစ်နေတော့နားကိုတစ်စုံတစ်ယောက်ချင်းကလာတဲ့ခြေတံကိုကြားလိုက်ရတယ်မောကြည့်လိုက်တော့အသားအဖြစ်ဖြစ်အဝတ်စားတန်းပြန့်နဲ့ဖိုးကြီးတယောက်သူမျက်လုံးတွေကကျင်နာတက်တဲ့ပုံစံပေါက်နေပေမဲ့တစ်ချက်အေးဆက်သွားသလိုပဲဒီမှာလူငယ်စိတ်ရမကြနဲ့အခွင့်အရေးဆိုတာရှာတတ်ရင်ရှိပါသေးတယ်ကွာကျွန်တော်ဘာလုပ်ရမလဲအဖကျွန်တော်ကဘာမှမရှိတော့ဘူးဆိုပြီးကျွန်တော်သူ့ကိုအကူတကြီးမေးလိုက်မိတယ်။ဖိုးကြီးကအဲ့တွေကနေငွေထုတ်လိုက်ယူကျွန်တော်ကိုထုတ်ပြတယ်။ဒီမှာဒါကမင်းရမယ့်ငွေတစ်ဝက်ပဲ။ငါသမီးမင်းင်းစီကိုဒီတာလေးတပို့ပြီ။ရောက်ရင်ငါသမီးကမင်းကိုချန်တဲ့ငွေတစ်ဝက်ပေးလိမ့်မယ်။မင်းလုံးနိုင်မလား။ကျွန်တော်လုံးမယ်အဖကျွန်တော်ဘယ်ကိုပို့ပေးရမှာလဲ။ကျွန်တော်ဘာမှမစင်စားနိုင်တော့ဘူး။လောဘကျွန်တော်မျက်လုံးလေးကို꿰စီခဲ့တော့။ရော့ဒီမှာမြေပေါ်ဒီမြေပေါ်တွေကအတိုင်းသွားရင်တောထဲမှာအိမ်တစ်လုံးတွေ့လိမ့်မယ်။အဲ့ဒီအိမ်ကမင်းပို့ပေးရမယ့်အိမ်ပဲ။ညအမှောင်တော့မှောင်လာမြေပေါ်တိုင်းဆိုင်ကိုမောင်းလာရင်တောအုပ်တွေရောက်တော့ပုံဝင်ချင်းကထူးထူးခြားခြားတိတ်ဆိတ်နေတယ်။မြူတွေကလည်းဆိုင်းနေတာကြောင့်ရှေ့ကတစ်တာအိမ်ကြီးကိုရောက်ခံနေမှမြင်ရတယ်။အိမ်တကားဝမှာမင်းကလေးတယောက်ရက်နေတယ်။သူမကလှလုံးလို့ကျွန်တော်ခဏတော့မြင်တတ်သွားမိတယ်။ဒါပေမဲ့သူမရဲ့အပြုံးတွေကထူးဆန်းတယ်။အောင်နိုင်သူတယောက်ရဲ့အပြုံးမျိုးရောက်လာပြီလားအဖေလွတ်လိုက်တဲ့လက်ဆောင်လေး။ခင်ဗျားအဖေကဒီတစ်တာကိုပို့ခိုင်းလိုက်တာ။အဲမှာဘာလဲတော့ကျွန်တော်မသိဘူး။အမလည်းကျွန်တော်ကိုပေးမယ်ဆိုတဲ့ပတ်စံမကောင်းပါနဲ့မောင်လေးရဲ့အပြင်မှာလည်းအရန်မှောင်နေပြီဒီညတော့ဒီမှာပဲနားလိုက်တော့လေအမညစာလည်းပြင်ထားတယ်နားကလေးစားပြီးအေးစီစကားပြောကြတာပေါ့ကျွန်တော်လည်းအိမ်ဘက်လေးကိုစိတ်မတူမတန်နဲ့လိုက်ကြည့်ရင်ဒီညဒီမှာပဲနားဖို့ဆုံးဖြတ်လိုက်တယ်ညစာစားနေရင်ကျွန်တော်ခဏကိုတစ်ခုလုံးထုံတိုင်းလာပြီးလုံးမရတော့ကိုခံစားလိုက်ရတယ်တဖြည်းဖြည်းနဲ့မူးဝေးလာပြီးကျွန်တော်မျက်စိအမြင်ဝါလာရင်အမှောင်ကျသွားခဲ့တယ်ကျွန်တော်ပြန်နိုးတဲ့အချိန်အခန်းငယ်တစ်ခုထဲမှာရောက်နေတာကိုသတိထားမိတယ်အဲ့ဒီအခန်းထဲမှာတီမီကြီးထွန်းကြည့်ထားပြီးကျောင်းမဖက်ရဲ့ရုပ်ကြီးတစ်ခုရှိနေတယ်ကျွန်တော်ယူလာတဲ့တစ်တာကိုမင်းင်းကဖွင့်လိုက်တဲ့အခါမှာအထဲမှာပတ်စံနေရွှေတွေမဟုတ်ပဲရစ်ပူစော်အောင်မှာတုံးတဲ့ဓာတ်တလက်ပဲရှိနေတာကိုတွေ့လိုက်ရတယ်ဒီမှာကြည့်စမ်းအဖေနင်းကိုပို့ခံတာဒီတက်တာကိုမဟုတ်ဘူးနင်းကိုငါစီပို့လိုက်တာငါတို့အောက်လန်းစီရင်အတွက်လူငယ်တယောက်ရဲ့အသက်ကိုရစ်ပူစော်ပေးရတယ်ဟာ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 တကယ်တော့အဖိုးကြီးပို့ခိုင်းတာတစ်တာမဟုတ်ပဲကျွန်တော်အသက်ဖြစ်နေတယ်ကျွန်တော်နောင်နှားရတဲ့အချိန်မှာတော့အရင်နောက်ကျသွားခဲ့ပြီဆလော့ဂိမ်းနဲ့ပူကြောက်စရာကောင်းတဲ့အသက်နဲ့ရင်းရတဲ့ဂိမ်းမှာကျွန်တော်ကြောက်ရွံ့သွားခဲ့ပါပြီ